ထိုင်မထိုင်လို့ ထိုင်လိုက်တော့ ဟို KTV တန်းသွားမယ်နဲ့ဆက်ရှင် နှလုံးမြင်ကြတယ်နော် KTV ကိုမြေကြီးမိုင်းလေးမှာမသိတဲ့ KTV တခုမှမရှိဘူးမင်းသွားခြင်းတဲ့ KTV အကုန်လိုက်ပို့လို့ရတယ်ဟုတ်ပါလားဒါပေမဲ့ပလိသွားလို့မရဘူးကွာမင်းနဲ့မင်းမတော့သားစားတာမှာ KTV ကိုတွားလို့ကောင်းတာ မတောက်တော့ဘူးတောက်ရဘိမသိပြဿနာတက်ပါ ဟုတ်ရမင်းယောက်ျားမဟုတ်လားမင်းအချောက်ကြီးလား မချောက်ဘူးယောက်ျားပါတယ်ပါနော်မင်းရဲ့ကလေးစားစိတ်ကိုသမင်းစားစိတ်ကိုဘယ်သူတောင်းယူရတာ ကျွန်တော်ပဲတာဝန်ယူရတယ် အင်းစိ ကျွန်တော်ပဲတာဝန်ယူ မီတာခတ်တွေပါလေ ကျွန်တော်ပဲစောင့် ကျုံးစိတ်တွေပါလေ ကျွန်တော်ပဲရှာ ရှာမင်းစိတ်တွေရော အကုန်လုံးပဲဗျာ မင်းအကုန်လုံးတောင်းယူနေဘာလို့မင်းမကြောက် အဲ့လိုကြောက်တော့ပုတ်ပါဘူးဟိုနည်းနည်းလဲတာပေါ့ ဟဲ့လားမင်းယောက်ျားမဟုတ်လားဟုတ်လားယောက်ျားကောက်တော့ဗာပဲတဲ့ မောင်းထောင်းတာလေ မောင်မတော့ပါပဲလိုက်မောင်တော့အရင်ကကိုယ်ထုံးရတာတော့နော်တော့ပေါ့လားအဲ့တော့တောက် မတောက်လို့မရဘူးလား မင်းမိမနိုင်ကျင်တယ်သူ မိမနိုင်ကြတယ် မိမနိုင်ကျင်တယ်ဆိုတော့ငါပြောတဲ့နည်းနဲ့လုံးမရတာ အော် ဟာဟေ့ရကိုမိမကိုပါရဲပဲလို့ဘသူကပြဿနာလာရှာမှာလဲကိုမိမကိုပါရတာပြဿနာရှိတာဖះဦးတွေမှလည်းမရှိဘူးတရားဦးတွေမှလည်းမရှိဘူးတော့ပေါ့လား အာမခံတယ်နော်အာမခံတယ်နော် နေကြည့်ပါမင်းနေမှာနာမည်လုံးနေတယ် နှက်လုံးမြေကြီး ဘာတလုံးကဘုန်းရှိမှရောင်းစားပေါ့ ဟုတ် ဘာပဲလဲနိုင်ငံတွေပါမလားတော့ငါလုံးပါတော့ တောင်းလိုက်တယ်သွားနော် လုံးစားနေကြလုံး အာမခံတယ်တောက် ဒီတော့သားမှာငါဒီမှာနေလို့ပြီဘာလဲ အောင်မောင်းပဲကွာ ထုံးစံတိုင်းပေါ့ဘယ်နောက်သွားပြီမူးနေလေ Oh no နေအောင်သူလာလို့ရှိရင်ညီမလေးကရုံးသွားပြီကွာရှင်းမလို့အာကိုကြီးညီမလေးဘက်ကတက်တေလိုက်ခဲ့ပြီ ရဲကိုလို့ ရောက်တော့ပေါ့ဒီမရှိမှရောက်တော့ တော့ဆိုပဲ အေးစေးပေါ့တက်ကလေးနေနဲ့ထိမ့်မရနော်ဟဲ့ တဲ့မိုးလို့ ဘူးလို့အဲ့တော့မိုးပေးဘူး ဘာလို့လဲမိုးပြရမှာလဲကွာမင်းတို့ကလည်းငါသားမလို့ပြရမှာစောက်ခွက်ကိုရဲတယ် ဟဲ့ကလေး ခလေးလည်းမတည်ဘူးလူကြီးလည်းမတည်ဘူးဘာလို့ အော်ဟိုမှာတော်တော်တတိရှိနေ ဟုတ်တယ် တာလေးရောပြန်ရတော့တော့ ဘာလို့ပြရဟိုကြည့်ဟိုကောင်မလေးပြရ ရောက်ပြီကေဒီမရောက်ဘူးမှာစိုးတပွေးလာတယ်ဟိုမှာ လေးရတယ်ဟောင်းမောင်းမျက်နှာနဲ့ညီတို့နဲ့ရထားတဲ့ခလေးမျက်နှာလေးလည်းနည်းနည်းလေးထောက်ပါအောင်ဟဲ့ ဟေးအိုက်ကလေးရှိနေလို့ပေါ့အိုက်ကလေးသာမရှိရင်သူနဲ့ကျမနဲ့ကွာရှင်းပြီလားကြားလာပြီ တော့ရင်လည်းနည်းနည်းလုံးဟာလဲစောင့်ကြားလာ ဘာ မဟုတ်ဘူးလေအောင်မောင်းပြန်လာတော့မှညီတို့နဲ့ရောက်တိုင်မြင်ပြီးတော့ညီကငွေတို့ပေးတယ်ဆိုတော့ချီရအောင်လို့ပြောတာပါဟဲ့ ရှင်စကားပြောသေးချာကြည့်ပြောနော်ကျမယောက်ျားကျသမားဆိုရင်ကျမကိုထင်လာမသိနဲ့ ဩမသေးပါဘူးညီမလေးရဲ့ညီမလေးတို့ဟိုတာယောက်ျားတွေမဖြစ်တဲ့နာမဖြစ်အောင်လို့ကိုကြီးကကြားတဲ့ကနေကဝင်ပြီးတော့ကိုရှိဖားရအနေနဲ့ပြောမိတဲ့သဘောမျိုးပါညီမလေးကလည်းနင်းလဲဟိုရက်ွက်ထဲမှာဟိုတင်းနေရရှိတာတင်းယောက်ျားနဲ့ကြတော့ရှော့စီရရှိတာရှော့ဘောညီမလေးရဲ့ ဟိုလေတန်းတော့ရှော့လို့မရဘူးသူကမှရက်သမားပါဆိုတော့မှလေတန်းရှော့ပေးလိုက်ရက်ကွက်ထဲမှာပြောကြရဖြစ်ကုန်မှာပေါ့ ။ဩဘာပဲဖြစ်ဖြစ်ပေါ့ဟဲ့။ညီယောက်ျားအောင်မောင်းလိုက်ဟိုနည်းနည်းလေးလေတံလေးပြော့လျှော့ပြီးပြောကြည့်လိုက်။ဘာပဲဖြစ်ဖြစ်သူ့ဘက်ကနေပြီးတော့တမျိုးတစ်ခုပြောလာမှာပေါ့ညီမလေးကလေ။ဟုတ်လား ဘယ်လိုထက်ရှော့ပေးရအောင်မ ။ဩဒီလိုပြောပြ အော်ရောက်ပြီမမလည်းခုစီများသေး ဒီမှာဒီဒါကေဒီအော်တော့ပါလားဒီမှာရောက်တော့ ဆောက်လာမမရေဟောလေ ဒီမှာတော့စောင်းနေ ဆောက်လာဟာတင်းမ ကိုကြီးဘာတောက်မလဲဘီယာလားစက်ကြော်လားစပါဂလင်လားကိုကာကိုလာလား အာဟာထိုင်မောင်းကြည့်လေဟာဒီလိုဒီနချူချူလေးမချပြီအော်တော့ချောတာပဲဟိုအဲဟာမကြီးလေဟိုပိတ်တာမှတဘူးမှနဲ့ကွာတယ်ဒီညတော့ချစ်လေးနဲ့ပဲအိတ်ရတော့မယ်အဲဟာမကွာရှင်းပြန်ပါ ဘာ 哎呦我的妈！没嘛，人家不落地要的。我嘞公个人，我当前没得个了，是中代的哩，那面子，那呢公个人，ဟမ် 公个人，လုံးမသားမင်းစောက်ခေါက်ပြေးမင်းမကောင်းလို့ 没主流吧？ ဩကြိုပြအောင်မင်းလည်းကနေဘယ်တော့မှတွေးလို့လဲလောက်ပဲ